င်္ဂလာပါခင်ဗျာမိုးလေဝသအချက်အလက်များကိုတင်ပြပေးပါမည်2025ဇွန်လ29ရက်နေ့ယနေ့ည10:00 နာရီမှဖမ်းယူရိုက်ကူးခဲ့သောမိုးလေဝသပုံရိပ်အရဘင်္ဂလားပင်လယ်အော်တွင်မုတ်သုန်လေအားကောင်းလျက်ရှိပါသည်ယနေ့ဇွန်လ29ရက်နေ့မှ48နာရီအတွင်းဇွန်လ28မှ29ရက်အတွင်းမြန်မာပြည်ဧရာဝတီတိုင်းရခိုင်ပြည်နယ်ရန်ကုန်တိုင်းပဲခူးတိုင်းမွန်ပြည်နယ်ကရင်ပြည်နယ်စသည့်ဒေသများနှင့်ရှမ်းပြည်နယ်အရှေ့ပိုင်းစသည့်ဒေသများတွင်နေရာကွက်ကြားမှနေရာအနှံ့အပြားမိုးကောင်းနိုင်ပြီးတော့တချို့ဒေသတွေမှာနေရာကွက်၍မိုးကြီးနိုင်ပါသည်ပဲခူးတိုင်းအရှေ့ပိုင်းမကွေးတိုင်းနေပြည်တော်ရှမ်းပြည်နယ်အနောက်ပိုင်းရှမ်းပြည်နယ်မြောက်ပိုင်းမန္တလေးတိုင်းစကိုင်းတိုင်းဒေသကြီးအထက်ပိုင်းစသည့်ဒေသမှာလည်းနေရာကွက်ကြားမှနေရာစိတ်မိုးရွာနိုင်ပြီးတော့တချို့ဒေသတွေမှာနေရာကွက်၍မိုးကြီးနိုင်ပါတယ်ခင်ဗျာဒါကမနက်ဖြန်ဇွန်လ28ရက်နေ့အတွက်ဖြစ်ပါတယ်29ရက်နေ့မှာဆိုရင်တော့ရခိုင်ပြည်နယ်မှာထူးထူးခြားခြားမိုးကြီးမှုများဖြစ်ပေါ်လာနိုင်ပြီးတော့ဧရာဝတီတိုင်းရန်ကုန်တိုင်းမွန်ပြည်နယ်မကွေးတိုင်းတောင်ပိုင်းစသည့်ဒေသမှာလည်းနေရာကွက်ကြားမှနေရာစိတ်မိုးကောင်းနိုင်ပါတယ်ခင်ဗျာတချို့ဒေသများမှာဆိုရင်တော့နေရာကွက်၍မိုးကြီးနိုင်ပါတယ်ပဲခူးတိုင်းစကိုင်းတိုင်းဒေသကြီးတောင်ပိုင်းစကိုင်းတိုင်းဒေသကြီးအထက်ပိုင်းရှမ်းပြည်နယ်အရှေ့ပိုင်းရှမ်းပြည်နယ်အနောက်ပိုင်းရှမ်းပြည်နယ်တောင်ပိုင်းနေပြည်တော်ကယားပြည်နယ်ရှမ်းပြည်နယ်စသည့်ဒေသများမှာလည်းနေရာကွက်ကြားမှနေရာအနှံ့ပြားမိုးရွာနိုင်ပြီးတော့တချို့ဒေသများမှာနေရာကွက်၍မိုးကောင်းနိုင်ပါသည်ခင်ဗျာဒါက2025ဇွန်လ28ရက်နေ့မှ2025ဇွန်လ29ရက်နေ့အထိ24နာရီမှ48နာရီအတွင်းမိုးလေဝသအချက်အလက်များဖြစ်ပါတယ်ခင်ဗျာပြီးတော့ကျွန်တော်အမှာပေါ့နော်ဒီဇွန်လအကုန်အထိမိုးလေဝသအချက်အလက်များကိုလည်းကျွန်တော်ပေးမှတစ်ဆင့်တင်ပြပေးထားမှာဖြစ်ပါတယ်ခင်ဗျာကျေးဇူးတင်ပါတယ်ခင်ဗျာရှင်လန်းချမ်းမြေ့ကြပါစေဒါကျွန်တော်ရှိမှာသရိတ်တီကနန်းပေါ့နော်ကျွန်တော်အိမ်မကနန်းလေးတစ်ခွက်ရှိပါတယ်အလားကတော့466နဲ့426ဒါလေးကိုတစ်ချက်ထိုးပေးထားပါနော်ဒါကကျွန်တော်ပေါက်မှမပေါက်ဘူးဆိုတာတော့သေချာမသိပေမဲ့ကျွန်တော်အိမ်မကနန်းမလို့ကျွန်တော်မှာတောင်းလာသူတွေအတွက်ပေါ့နော်ကျွန်တော်က2D 3D ပေးရသူမဟုတ်တဲ့အခါကျတော့ကျွန်တော်ပြောတဲ့ခုနက466ပေါ့နော်466နဲ့426အဲ့ဒီကနန်းလေးနှစ်ခွက်ကိုတော့ဒါကန်ဆန်းကြည့်ပေါ့နော်ကျေးဇူးတင်ပါတယ်ခင်ဗျာကြည့်ရှုပေးတဲ့အတွက်လည်းရှင်လန်းချမ်းမြေ့ကြပါစေ